တော်ကျုပ်ဖျားဖို့ထွက်မလို့ဗျဒါကြောင့်ခင်ဗျားတို့ခေါ်တာ ဩဖះဦးထွက်မယ်ဆိုတော့အဖေမရှိလို့ကျွန်တော်လိုက်ပို့ရမှာပေါ့ကောင်းတာပေါ့ဗျာကုသိုလ်ရေးပဲဟိုဒါပေမဲ့ဈေးစကားတော့ခင်ဗျားခံရမှာနော်ကျွန်တော်ကနတ်လန်းညွန်အတော်ပဲဟိသွားတော့သမီးလေးနဲ့ဝင်တွေ့ရအောင်မယ် ဟဲ့လူစကားဆောင်းနားမထောင်ဘူးဂျားရီကနေအချောင်အုပ်အမျက်ထုတ်ဖို့တော့စဉ်းစားတယ် ဟုတ်သားပဲခွန်းကိုသားရင်ရလဲဘာလူကြီးကဖော်မရှိလို့လိုက်ဖို့ရတယ်ဆိုရင်မဲ့ကိုစီတို့ကိုခံမှာပေါ့ကုသိုလ်ရေးပဲဟာ ဈေးရိုက်မဆိုင်နဲ့လို့ပြောတာလည်းမဟုတ်ဘူးနော်ဟိုလူလိုကစီနဲ့လို့ပြောတာလည်းမဟုတ်ဘူး ဟဲ့ကောင်ငါဆွဲမထက်နဲ့လေ ဒီချက်၄ချိန်ရချိန်လေကျုပ်တို့ကရွာလူကြီးကိုအားရမဟုတ်ဘူးဗျ ဟဲ့ကောင် ကိုရွာလူကြီးလို့လည်းမပြီးသေးဘူးလို့ပြောတာကျုပ်ကတော့မလိုက်နိုင်ဘူးဗျ ဟိုးပတ်စံကုံမိုးကတော့ဟဲ့ကောင်ပတ်စံကုံမယ်ဆိုလို့ရှိရင်တော့ဒိုးစရန်တင်းစရန်ပဲကုသိုလ်ရေးရတော့ကွာကိုယ့်ရင်ကိုဖះဖူးပြီးတော့လည်းကုသိုလ်ရတာပဲ ဟဲ့လူတွေ ဟဲ့ စကားတော့ဆောင်းနားမထောင်ကိုထင်ရကိုစွတ်ပြောနေကြတာအခုဖျားဘူးသွားမှာကျုပ်ဘသူကောမှမခေါ်ဘူးကျုပ်တယောက်တည်းသွားမှာခင်ဗျားတို့မခေါ်ဘူးနောင်ဘွားရေးသက်ဆုံနေမှာစိုးလို့ အောင်မလီဒါမြဗျာကိုစိန်မောရဲ့ကျုပ်တို့ခေါ်ပြီးတော့ခမရတိုင်မင်းနေသေးတယ်ခမရခဲသွားလဲရတာပဲခမရအရွယ်ရောက်နေပြီပဲဒီအရွယ်ကြီးကိုလေဘသူမှလူကုန်ကူးတာလည်းမဟုတ်ဘူးခမရမျက်နှာကြီးကယွန်းစရာကြီး ဟဲ့လူ ဟင် ဖျားဘူးသွားလို့ကုသိုလ်ရမှာနော်အခုစိတ်တွေတိုးပြီးအကုသိုလ်ဖြစ်နေတာအခုဒီမှာကျုပ်စကားမဆုံးရင်ဘယ်သူမှဖျားမပြောနဲ့ကျုပ်ဖျားဘူးသွားမယ်ရက်နည်းနည်းကြာမယ်အဲ့တော့ကျုံးမရှိကြီးရွာမှာခင်ဗျားတို့ထိန်းထိန်းကြောင်းကြောင်းနဲ့ခင်ဗျားတို့နေဖို့ဒါအောင်မကျင်လား ဟုတ်တာပေါ့ဗျာတခွန်မရှိတဲ့ဖယားအလံမရှိတဲ့ယထာလင်သားမရှိတဲ့မိန်းမတကြီးမရှိတဲ့ရွာ ဟဲ့လူ ဟဲ့လူကရွာအာ ကိုသားရင်ရလဲဗျာပညာရှိဆိုတာစီလိုပဲတီးမှနေရတာဗျ ဟုတ်တယ်မတိပဲမြင်စီမဟုတ်ဘူးအဲ့ဒါလေအိုး ဟာငါတီးထဲလိုက်တော့ကွာတဝုံးမြည်သွားတော့မှာပဲခက်တော့တာပဲကွာမင်းတို့ပြောနေရတာနဲ့ငါစကားတော့ဘယ်ရောက်သွားမှမသိဘူး ဩခမရတအုံးလေးဗျာ အဲ့ဒီတအုံးဟာတဲ့ဟာ ဩဒီအတွက်တော့စိတ်ကြသားမှာကိုစိန်မောင်းရဲ့ဟိုခမရဖျားဘူးသွားလို့မြို့ရောက်ရင်လေ ဟုတ်ကဲ့ စေကန်းလေးပါလေးပြလိုက်အောင်ကြားလား ဟာဘာဖြစ်လို့လုံးကိုသားညာ ။ဟောခမရတီတော့အော်နေတာလေကောင်းထွက်သွားမှာဆိုလို့ပါ။ဟဲ့ကောင်ချောင်းဆိုးရင်ဟိုဘက်လဲဆိုယောဂတွေကူးကုန်မယ် ငါတီးပြီးဟာချောင်းဆိုးချင်လို့မဟုတ်ဘူးလေချောင်းရှင်းတာလေချောင်းရှင်းတာ ဟဲ့လူလေချောင်းချင်းရင်သဘုံကို6မျိုးချလိုက်တိတ်ကောင်းလား မင်းတန်ပလက်ဆိုပူကောင်းတာဗောကွာဟဲ့ကောင် အဲ့တော့ကြီးကျစစ်ဟာဟဲ့လူတွေ ။ဟာလေ စကားအကောင့်ပြောမလို့ ပြောပါစကားပြောပါအခွန်ဆောင်ရတာမဟုတ်ပဲနဲ့ပဲနေသားမဟုတ်ဒီဆိုင်မုတ်ကဘာလုပ်တာလဲမင်းရောဒီမှာမိမ့်မိန်ကြီးဘာလို့ထိုင်နေတာလဲ ဟာကိုစိတ်မမှားသွားတယ်လေရွာကိုထိမ့်ဖို့ကြောင်းဖို့လေဒီကမှငါအသက်ကြီးဆုံး အေးပါမင်းအနီးဆုံးပဲ ဟဲ့ဘာလို့နေတာလဲ သင်ချိုင်းနဲ့ ဟာဟဲ့လူတွေအသက်ကြီးဆုံးဒါကြောင့်ဒီတောင်ရောငါယူမယ် အသက်ကြီးတဲ့နာမည်လူကြီးတင်ရမယ်ဆိုရင်ရွာထိပ်ကကိုယ့်ကိုဘင်းယူငါတော့လူကြီးတင်ရမှာဘယ်နဲ့ကွာဟေးကောင်လူကြီးလုပ်တယ်ဆိုတာဥပဒေကိုခံရမယ်စီစစ်ရမယ်တွန့်တိုးရမယ်အဲ့ဒါမှလူကြီးဖြစ်တာ ဘာဆိုင်လို့လဲဘာဆိုင်လို့လဲ ဟာလူကြီးဆိုတာချင်းနေရမယ်ကွာသဘောထားမလို့ရဘူးတောင်းနိုင်တာပေးရခက်ကုန်မှာပေါ့ကွာ တော်စမ်းပါဗျာငါစကားနွားရရှောက်ပြောမနေစမ်းပါလေဒီမှာရွာကိုလူကြီးလောက်တယ်ဆိုတာလေတတ်တိရှိရမယ်ရဲရဲရမယ်တွက်လဲရမယ်ဥပမာပြောကြောက်လို့ပေါ့ဗျာ ဖီ အသက်ကြီးမှလူကြီးလို့ရတာကွာ ဟဲ့အောင်ချင်းချိန်တတ်မှလူကြီးဖြစ်တာကွာ ဟောတိတ်ဆော်တိတ်နေမှာအကောင်းဆုံး ဟောငါတော့မယ်ကွာ ဟာငါတော့မယ်ကွာ ဟာကြောက်လို့ပါဗျာ ငါတော့မယ် ဟောအသက်ကြီးတော့ငါကွာအသက်ကြီးတော့ငါ ခင်ဗျာကြီးရင်တော့သိလိုက် မင်းဆိုင်ပါလားမင်း ဘာဖြစ်လို့ပြောပါလဲ မင်းတဲ့ ဟဲ့လူတွေဟဲ့လူတွေဟာကိုစိန်မောင်းအော်တာခုမှပဲသဘောပေါက်တော့တယ်သူ့မှာသွားတယ်မို့လားတိုင်တိုင်မေမေညှိနေလောက်ကြပါတဲ့ ဟိုဒီလိုအသက်ကြီးပြီးတော့ချိန်မစည်းတဲ့လူတွေတိုက်ပြီးတော့ဘာထူးပါလဲဘာထူးပါလဲ အိုးမေဒီလိုစိတ်ကိုဖေဝရောက်နေပြီးဘလူးသဘက်လိုဖြစ်နေတဲ့ကောင်မျိုးငါဘာလို့တိုင်မရပါလဲ ဒါဆိုငါလုံးမယ် ဘာလို့ရပါလဲ ဟဲ့ ဒီလိုဆိုရင်တိုင်မင်းညီနိုင်လို့လည်းရမှာမဟုတ်ဘူးဒီတော့ကိုစိန်မောင်းပြန်မအောင်ချင်းဒီတာဝန်ကိုတနေ့တယောက်ကြတာဝန်ယူရင်ဘယ်လိုသဘောရလဲ ကောင်းတယ် ဒီနေ့ငါအလက် ဟာဦးတိုင်ဟိုမျက်နှာလည်းမကောင်းပါဘူးဖက်လည်းမပါဘူးလို့မျက်နှာ ဟာဟိုကောင်နေနဲ့စိတ်တော်လာတာဟဲ့ကောင်ကြီး
အေးတဲ့ဖက်နက်ကပြတ်သွားသေးတယ်ကွာပတ်စံနှမျောပါတယ်ဆိုမှဖက်နက်ကထောက်ဝယ်ရအောင်မယ်စိတ်ညစ်တယ်ကွာဒီကောင်လေးနဲ့ကို ဘိုက် ဟေး ဘိုက် ဘာလဲဟာမြတ်တာ ဟိုဘိုက်ဖက်နဲ့ပြက်လာတယ်ဆို အေးလေဖက်နက်ပြတ်လာလို့ဒီလိုက်လာတာကွာမင်းကလေ ဟိုကျွန်တော်ဖက်နဲ့လူကျင်လို့ဘိုက်ရဲ့ ဟေး ဟေး မင်းကဖက်နက်လူမလို့ ဟုတ်တယ်ဘိုက်ဟိုလိုအပ်နေတဲ့အချိန်မှာဖြည့်ဆည်းပေးရတာကျွန်တော်ဝါသနာပါလို့ပါ ဟေးကောင်လူသားတို့ခေါ်နတ်သားတို့ခေါ်ဗျာ ဟိုဖက်နဲ့ကတော့အသက်တော့မဟုတ်တော့ဘိုက်ဒါပေမဲ့အကောင်းကြီးရှိသေးတယ် ရပါတယ်ကွာဟေးကောင်ငါလည်းအဲ့ဒါမျိုးလူကြီးနေတာ ကျေးဇူးတော်ဘိုက် အေး ဘိုက်ဘိုက် အေး ဟေး အောင်မေသူကတော့ကျေးဇူးတင်သွားသေးတယ်ဟာကြတာပဲဖက်နက်ဖို့မကုန်တော့ဘူး ဦးဇံရွာလူကြီးရှိလား မင်းစာမတက်ဘူးလား အဲ့ဒါဘာလုပ်တာလဲဗျ ဟာငါရွာလူကြီးလေကိုစိန်မောင်ဖျားဖို့သွားတော့ငါတောင်းယူထားတာဘာဖြစ်လာလဲပြောစမ်း ဒီလိုပါဗျာဒီကောင်ကအယောင်းဝယ်လှုပ်ရှင်တယ်တဲ့အရင်နေ့မရှိလို့ကျွန်တော်ရှိကိုငွေလာရှိတယ်အဲ့နဲ့ကျွန်တော်ကငွေမရှိဘူးစက်တူလုပ်မယ်ပေါ့ရတဲ့မြက်ကိုလည်းတယောက်တစ်ဝက်ပေါ့ဗျာကျွန်တော်ကငွေဆိုင်သူကလူဆိုင်ပေါ့ဒီလိုနဲ့လှုပ်လာတာဗျာအစပိုင်းတော့ဟုတ်မလို့လို့နဲ့နောက်ပိုင်းလဲကြလဲကြောစီလဲမလားပြားလဲမလားကြာလို့လဲလိုက်မေရောရောင်းမဝယ်မှာဖြစ်လို့အရင်ပြုတ်ပြီးတဲ့သူကတော့ပြောလိုက်တာလွယ်လွယ်လေးအခုကျွန်တော်ငွေတွေပလုံပြီးတဲ့လေဗျာ ဟဲ့ အဲ့နဲ့ဗျာကျွန်တော်ကသူနဲ့အပြန်အလှန်စကားပြောမနေချင်တော့အဲ့တော့ကျွန်တော်စိုက်ထုတ်ထားတဲ့အရင်ကိုပြန်ပေးဆိုတော့သူကမပေးနိုင်ဘူးနဲ့လေအားကြောင့်ဘာယူလာရှင်းခိုင်းတာပါဗျာ ရွာလူကြီးရလေဗျာ ဘယ်လိုခေါ်လိုက်တယ် ရွာလူလို့ခေါ်ရလေဗျာဟိုရွာလူကြီးပဲစဉ်းစားကြည့်ဗျာညနေတုန်းကတော့ဟိုရနေတုန်းကတော့ပြုံနေအခုရောင်းမဝယ်မှာဖြစ်လို့ရှုံးသွားပါလေဆိုတော့မှအရင်နေ့ပြန်ပေးတယ်ဗျာအဲ့ဒါရွာလူကြီးကဟိုရွာလူကြီးအဲ့တော့တေချာစဉ်းစားကြည့်စမ်းပါဦးရွာလူကြီးတေချာသုံးရက်ပြီကျွန်တော် ထိုးငါရွာလူကြီးတယောက်နေနဲ့ဆုံးဖြတ်ပေးမယ်နားထောင်စီးပွားရေးလုပ်တယ်ဆိုတာအရှုံးရှိတယ်အမြတ်ရှိတယ်နှုတ်ဦးသဘောတူအကျိုးတူလုပ်ကြတာဒီကိစ္စမှာရောင်းမဝယ်မဖြစ်လို့ရှုံးတာငွေချေးတာကျော်ကပြန်ပေးစရာမလိုဘူး ဟာဖြစ်မလားဗျ ငါရွာလူကြီးငါဆုံးဖြတ်တာအထောက်မတက်နဲ့ မတရားဘူးဗျာ ဟို ဟိုအဲ့ဒါကျွန်တော်လည်းပြန်တော့မယ်တော့ဘိုက်ဆံမို့ ဘယ်လိုခေါ်လဲဟမ် ရွာလူ ဒီလူကြီးနဲ့မှဈေးဥလာပေါက်ရတယ်လို့ကွာကဲကျုပ်ကိစ္စကိုဖြေရှင်းပေးဒီကောင်ကိုကျုပ်မကျေနပ်ဘူး ကိုသားရင်ဘာဖြစ်လာပြောစမ်း ဒီကောင်ကျုပ်ကိုဖဏတခိုးဆွဲတယ်လေ ဘာ ရက်ဆန်ကျုပ်ကိုလှူတယ်ဆိုလို့ကျုပ်ကဖဏစီးလာတာအဲ့ဒါကို तू ကသူ့ဖဏခိုးတယ်ဆိုပြီးတော့စွတ်ဆွဲကျုပ်ကိုဖဏတခိုးဆွဲတာဗျာ အဲ့ဒါကျွန်တော်ဖက်တယ်လေမျက်စံလူရတာကျွန်တော်ဖက်တယ်လေ မင်းဘယ်နဲ့ပြန်ရပြီလေဦးပြောင်းရင်လိုက်ပြေးတာပဲမဟုတ်ဘူးလား မပြီးဘူးသူ့6ချင်းနဲ့အတင်းစွတ်စီးတာဖက်ကချောင်ကျဲကြီးဖြစ်သွားပြီဘလို့မှစီးလို့မရတော့ဘူးဘာကြီးပြန်ရောပဲ ဘာလို့ပြန်ရောရမှာလဲ ကဲမြင်းမနေကြနဲ့ရွာလူကြီးတယောက်နေနဲ့ဆုံးဖြတ်ပေးမယ်နားတော့ကိုသားရင်ဖဏဖို့ယော်လိုက် ဘာလို့ရောရမှာလဲ ဟမ်ကိုသားရင်ဒီနေ့ကျုပ်ရွာလူကြီးလေယော်ဆိုယော်လိုက်ဒီရွာမှာရွာလူကြီးကိုပြန်ပြောရုံထုံးစံမရှိဘူး ဟုတ်တယ်ရွာလူကြီးစကားအတိပဲတော့ဦးလေ မကျက်တော့ဟုတ်ကွာ ကျေးဇူးပဲတော့ရလေ ရတယ် ဟုတ်လိုက်ဟုတ်ပဲ ခေါင်းပြီဗျာခေါင်းပြီဗျာ ဟာရှင်းလာတိုက်လို့ရှင်း ဦးစားဘောခါရှင်းပေး ဟာဘယ်လိုလဲကွာဖိုးလို့ရမင်းတို့ခုတကပဲပြန်သွားတယ်အခုတယောက်ပြည့်တယောက်ပြဿနာတက်လာဘာဖြစ်တာလဲပြောစမ်း ပြဿနာတက်တာမပြောနဲ့လေ ဟမ် ခမည်းရှိရပြန်ကြုတ်လေတဲ့လိုက်ကြည့်လာဒီကောင်ကြုတ်လေတဲ့ကိုသူ့လေတဲ့အကြီးတွေဖောက်ချနေလုံးဘုံကအဲ့ဒါလုံးကောင်းသလား ဟာဒီမှာကျွန်တော်ကောက်ပင်တွေကအတက်နေတယ်ဗျာအတက်နေတော့ရေတွေကများတော့မြုပ်ပြီးသေတော့မယ်ဗျာသူကောက်ပင်တွေအမြင့်ဆွဲပြီးဒီလောက်ထောင်တက်နေတဲ့ကိစ္စကို ဟဲ့ငါအထောင်နေမင်းလို့ဆရာလားကွာ ဒါခလေးမမက်ရိုင်းနေတော့ခင်ဗျာ ကောက်ပင်ပြောတာကွာ ခင်ဗျာစကားကိုရှင်းပြော ခဲဟဲ့နေငါရွာလူကြီးတယောက်နေနဲ့ဆုံးဖြတ်ပြီမယ်မင်းတို့လည်းတွေကငါသိနေတာပဲကွာတော့ကျော်ကောက်ပင်တွေကအသက်နှုတ်သေးတော့သူရေဖောက်ချတာကိုဖိုးလို့မင်းလက်ခံလိုက် ဘာ ငါရွာလူကြီးလေ ဒီရွာလူကြီးဆိုတဲ့ဆိုင်ဘုတ်ကမင်းလိုဥပရိယုံမရှိတဲ့အကောင်လေးထိုင်တဲ့အခါမှဒါစကရာကွာဟမ်ငါလိုဥပရိယုံရှိတဲ့ကောင်မျိုးဒီလိုစကဆရာမလိုပါဘူးလေရုပ်ကလည်းရွာလူကြီးလို့ဥက္ကဋ္ဌရုပ်လေ
你那么吧，没来的个，跑路个，一里跑下来说， ဟုတ်တယ်အခုကျုပ်လည်းရေမြုပ်နေပြီဗျ ဟောမနေ့ကတော့ကြောကျုပ်လေတဲ့ရေဖောက်ချတယ်ကြခင်ဗျာခွင့်ပြုခဲ့တယ်လေအခုကျုပ်လေရေမြုပ်နေလို့အောက်လေလည်းဖောက်ချအဲ့ဘာဖြစ်လဲ ဟဲ့အောက်လေကငါလေအောက်လေကငါလေ နေဒီကိစ္စကိုရွာလူကြီးတယောက်အနေနဲ့ဒီရွာလုံးကိုအုပ်ချုပ်နေတဲ့ရွာလူကြီးတယောက်အနေနဲ့ကျုပ်ဆုံးဖြတ်ပြီမယ်ဟဲ့ဟိုလို့မင်းကလည်းလေဘသူတည်ငရေမှာပြီးရောဆိုတဲ့စိတ်မျိုးနဲ့သူများလည်းရေဖောက်မချနဲ့လေကွာမင်းမားတယ်ကွာဟဲ့ကောင်ရဲ့မဖောက်နဲ့ မဖောက်ဘူးဗျာ ဟာမင်းကိုဖောက်ချပြီးပြီလေငါလည်းရေမြုပ်နေဘယ်လိုလုပ်မလဲ ဟာဒီတော့မဟုတ်ခမ ्या ကိုကျုပ်ကရွာလူကြီးတယောက်အနေနဲ့ခမ ्या ကိုကျုပ်ကဆုံးဖြတ်ပေးနေတာလေဟာတယ်မကျင်းနဲ့လို့လားအေးမကျင်းနဲ့ဒီလိုလို့သူ့လည်းတဲ့ကိုခမ ्या ရေတွေပြန်ခတ်ထက်လိုက်ခမ ्या ကိုခွင့်ပြုတယ် အဲ့ဒီ အဲ့ဒီကိစ္စကိုမကျေနပ်လွန်းလို့ပါဗျာ အဲ့ကိစ္စကမနေ့ကရွာလူဥစားမဟုတ်ဘူးလေစုံပြတ်ပေးပြီးသားလေဗျာ ဟာတရားမှမတရားတာကွာ ဟဲ့ကောင်ဒီနေ့ငါရွာလူကြီးနော် ဟိုဒီကိစ္စလေးကိုလေတရားသဖြင့်ဆုံးဖြတ်ပေးပါလို့ဟိုဘိုက်ကိုကျွန်တော်ကျေးဇူးမမေ့ပါဘူးဗျာ ဟေးကျေးဇူးမမေ့ပါဘူး ဟောဟိုကျွန်တော်ကလေကျေးဇူးမမေ့ပါဘူးလို့ပြောတာပါ အေးငါတို့တမတ်ရှိတဲ့ရွာလူကြီးနဲ့တွေ့ရတာမင်းကံကောင်းတယ်မှတ်လိုက်ပါငွေဆိုတော့ရှားတာမလွယ်ဘူးကွာငွေကိုယ်တိုင်ရှာဘူးမှငါလိုကိုယ်တိုင်ရှာဘူးမှသိတာဖြစ်နေကွာကိုငွေမဟုတ်တဲ့သူများငွေကိုအလွယ်တကူနဲ့ရှုံသွားပြီးပြန်ပေးနေလို့ဆိုတော့ဘယ်ဖြစ်မလဲကွာ ဟုတ်တာပါဗျာ ဟဲ့ကျော်ကသူ့ငွေပြန်ပေးလိုက် ဘာ ပါတယ်ပါပါတယ်အောင်မဒီကော ကျေးဇူးတင်ပါတယ်ဘာကြီးအားအခုလို့လုပ်ဝေးတဲ့အတွက် ဟေးငါဆုံးပြတယ်မှန်တယ်နော် မှန်တယ်ဘာကြီးတအားမှန်တယ်ဘာကြီးကျွန်တော်သွားလောက်မယ်နော်ဘာကြီးနော် ဟေးငါ့ကိုကျေးဇူးမမေးနဲ့နော် မမေ့ဘူးဘာကြီး ဟာတာရဲ့ကွာ ဦးလေး လန့်တော့ကွာ ဖက်ဖို့ပေး မပေးဘူး ဟာမနေ့ကရွာလူကြီးစုံပြတ်ပေးထားရလေဦးလေးဖက်ဖို့ပြန်ရောပေးရမယ်ဟော ဟာဒီနေ့ငါရွာလူကြီးလေငါမင်းဖက်နဲ့မှလည်းမသိဘူးပြောင်းတမင်လောက်တာလည်းမဟုတ်ဘူးအဲ့တော့ပြန်မပေးနိုင်ဘူးဟာမင်းပြောတယ်လေရွာလူကြီးအဆုံးပြတ်ကအတီဆိုတာရဲ့ မယုံနိုင်ဘူးဆိုလို့ဘယ်ဖြစ်ပါမလဲဥသားရေမပြေးတော့ကံရရှိဆိုလို့ခင်ဗျားကြောင့်သူ့ဖက်နဲ့ကတကယ်ပြတ်သွားတာပဲဒီတော့ခင်ဗျားမှာတစ်ဖက်ကလည်းတာဝန်ရှိတာပေါ့အဲ့တော့ရွာလူကြီးတယောက်အနေနဲ့ကျုပ်ဆုံးဖြတ်ပြီခင်ဗျားသူ့ဖက်နဲ့ဖို့တဝက်ခံလိုက် ဟဲ့ကောင်ဖိုးလို့ ဒီနေ့ကျုပ်ရွာလူကြီးတော့ဒီနေ့မင်းကရွာလူကြီးဆိုတော့ပြေလောင်ဖြည့်ရှင်းပေးပါ ဘာဖြစ်လဲ ဒီကောင်ကသူ့လေတော့ငါရေဖောက်ချတာမကျင်တတ်ဘူးတဲ့ဟုတ်တယ်ရွာလူကြီး ဟာငါပွေး ဟာရွာလူကြီးပြန်လာပြီလား ဟဲ့ဒါပြောမနေနဲ့ဟဲ့ကောင်မင်းနဲ့တွေ့အတော်ပဲအခုရွာကျောင်းကအုတ်တိုင်းမှာဆေးကားလာနေစုံနေတာပဲအဲ့ဒါဘယ်လိုခိုင်းလဲပြောလားဘယ်လိုလုပ်တာလဲ မပြောချင်တော့ရွာလူကြီးอ่ะ ပြောလားကွာဘယ်လိုခိုင်းတာ ဦးဆန်ဘောရဲ့ အဲ ဦးသားရဲ့ကိုဖိုးလုတ်ကြီးရဲ့ ဟေး တနေ့ကိုရွာမှာရွာလူကြီးအလှည့်ကျတယောက်စီလောက်ကြတယ် ဟင်အေးပြော အဲ့ဒါသူတို့တွေကနေပြီးတော့ဦးသားရဲ့အလှည့်ကျတော့အဖြူရောင်တုတ်ပါဆိုလို့ကျွန်တော်မှဆေးကိုအဖြူရောင်တုတ်ပေးခဲ့ရတယ် ဟာအေး ဟောပြီးတော့ဦးဆန်ဘောလှည့်လဲကြတယ်ကြောင့်အပြာရောင်တုတ်ပါဆိုလို့ကျွန်တော်အပြာရောင်တုတ်ပေးခဲ့ရတယ် อืม ဒီနေ့ကိုဖိုးလုတ်ကြီးအလှည့်လဲကြလဲကြောင့်အနီရောင်တုတ်ပါဆိုလို့ကျွန်တော်မှအနီရောင်တုတ်ပေးခဲ့ရတယ်ဗျာထူးရဲ့နေ့ဆိုပြီးတော့ သူအဲ့လိုလောက်တာကောင်းလားကိုဖိုးလို့ပဲ ဟဲ့ဘာတွေဖြစ်နေကြတော့ကွာဟိုကောင်လုံးဟိုမှာကြ ရွာလူကြီးပြန်လာပြီလား အေးစိတ်မချလို့ပြန်လာတာကွာဘာတွေဖြစ်ကြပြောကြတာကွာဟာတို့ကြတာကွာတော်ကောင်းအကောင်းဆုံးပြောကျွန်တော်ဆိုးပြထားတာဟာကောင်းတယ်ဟုတ်ကဲ့တော်ကောင်း အကောင်းနေ တော်ကောင်း ဟုတ်ကဲ့ပါ ဒီကောင်တစ်ကောင်လည်းကြည့်အောင်လေရွာထဲမှာတက်ကြပုတ်ကြလုံးလို့လူမြင်မကောင်းတော့ဂုတ်ဆွဲခုခေါ်လာတာဟဲ့ကောင်ဖိုးလို့ ပြော မင်းကလည်းမင်းရောက်ဖဘက်ကဘယ်လိုပြီးဆုံးပြပေးနေလဲဆို မဟုတ်တာရွာလူကြီးอ่ะကျေးဇူးမမေ့ပါဘူးဆိုတဲ့စကားလေးတစ်ခွန်းနဲ့ဒီကောင်ကလက်ထိုးဖို့ကြိုးစားနေလို့ခြာစားမှုပပြောက်ကျုပ်ကလေ တော့ချာဆမ်းမှုပပြောင်းမင်းရောက်ဖဘက်ကမင်းကအနိုင်ပေးနေတော့လေကိုမျိုးချစ်ကြီး ဟေ့
မင်းခင်မျိုးရှိတဲ့ တော်စမ်းပါဗျာခင်ဗျာအချောင်းဝင်မတော့ပါနဲ့ ဟုတ်မလားလို့ပေါ့ကွာမင်းလား မင်းတို့ကိစ္စကိုနောက်မှပဲငါစဉ်းစားပြီးဆုံးဖြတ်ပေးမယ်ပြတ်တဲ့ခွာမင်းတို့ပြန်ကြဟာနိုင်ပြီသား ရွာလူကြီးဆုံးဖြတ်တော့ကျွန်တော်နာခံပါမယ် အေး ကျွန်တော်လည်းသူ့တိုင်းပါ ကျွန်တော်လည်းဂျော်လူကြီးဆုံးဖြတ်တဲ့အတိုင်းပါပဲ အေး3 ရက်ထဲကြာလို့3လလာဆိုရွာပါပြ3ယောက်သားညင်ညင်နိုင်နိုင်တိုင်တိုင်ပင်ပင်နဲ့ရွာကိုထိမ့်သိမ့်မှစောက်ရှောက်ပါလို့မှားထားခဲ့ပါသူတလူငါတမင်းနဲ့လှုပ်ချင်ရတယ်လှုပ်တကယ်အရင်ပြကြတော့ဘယ်သူမှမစင်စားကြဟောတော့လဲတွေမှာရင်းနှုံမြောင်းတွေရှိတယ်အခုရင်းနှုံမြောင်းတွေမရှိတာသိလားလောဘတွေတက်ပြီးလဲတွေတိုးချက်ကြတော့ရင်းနှုံမြောင်းတွေကိုမရှိတော့အဲ့ဒါကိုလဲသမားချင်းတယောက်တယောက်လဲသမားချင်းမနစ်နာအောင်ညှိနှိုင်းပြီးတော့ရင်းနှုံမြောင်းတွေပြန်ဖောင်းမယ်ကိစ္စအဲ့ဒါအရေးကြီးနေဒါကိုခင်ဗျားတို့သိတာကြော်ကားနဲ့ကိုကြီးကိစ္စတယောက်ကလူဆိုင်တယောက်ကငွေဆိုင်ရှုံးတော့ပြဿနာတက်အဲ့ဒီကိစ္စခင်ဗျားတို့လာတော့ခင်ဗျားတို့ကပြေးလဲအောင်ရှင်းမပေးပဲလို့ပြောကြရတယ်ပြောလုပ်ကြရတယ်လို့တော့ဟိုကောင်လမ်းမှာတက်ကြပုတ်ကြတယ်ဖြစ်နေမြင်မကောင်းလို့ခုခေါ်လာခဲ့ရတာ ဘလီ ဟမ် အဲ့ကိစ္စကိုရွာလူကြီးဆိုဘလို့ရှင်းမလဲ ဘယ်လိုရှင်းရမှာလဲကွာကြော်ကတဝက်ဆိုင်ပေါ့မရှိရှာဆိုင်ကွာအေးတယောက်ကလည်းတဝက်တော့ခံရမှာပေါ့အကုန်ပြန်လိုချင်လို့ဘယ်ရမလို့ကွာဒီမှာကိုသားရင်ခမားနဲ့အုတ်လာကိစ္စအဓိကတရခံကမျက်စံဖြစ်နေတာဗျခမရအယောတောင်းရုံနဲ့မဟုတ်နေရင်မှထားအုပ်ပြရမှာ ကျုပ်သွားအောင်လိုက်ဦး ဟန်လေနေအိုး ခမည်းရှင်းလိုက်တော့လေဟုတ်နေတာပဲရွာလူကြီးလို့ရတာလွယ်လေအောင်မနေတာတော်ရတော်ပြီ အေးဗျာဂုံလေးရှိတဲ့ဟာလို့သာတွက်မိတာဟာခင်ဗျာတကယ်ကောင်းစုပ်ကြကြီးပါဗျာ ရွာလူကြီးဆိုတာအများကရွေးတာဗျအများအကျိုးကြည့်ရမယ်အများအကျိုးသိရဒေတန်တရဘူးသူရလဲစုံရမယ်မွေးမသေးဒုံမကျိုးလဲလုတ်တာကြောကသားလဲသားရင်ကသားလဲသားမခွဲကြပဲလို့အုတ်ချုပ်တာအရှိရှိကိုလည်းကြည့်ပြီးစီစဉ်ထားရမယ်ဗျ သဘောပေါက်ပါပြီရွာလူကြီးဟာ သဘောပေါက်တာတော့ဟုတ်ပါပြီ3ရက်ထဲနဲ့ရွာပြက်အောင်လုတ်ကြတဲ့ခမရတို့3ယောက်တော့အပြစ်ကိုပေးရ ဘယ်လိုဖြစ်ပေးပါလဲ ရွာဦးကျောင်းရှင်းမှရှိတဲ့လမ်းကိုတယောက်ကိုမြေတချင်းစီပေါက်ပြီးဖိုးရ ဟာခင်ဗျာဒါတော့ကိုစိန်မောပဲ ဘာပြောတာလဲဗျ ဟိုဖုံးမယ်လို့ပြောတာ မိုးလင်းကမိုးချုပ်တိုင်းမှာနေစလေးလုံးသွား အားရတို့ကြောအတော့ပဲမင်းစင်ကလာတာကွာဘာလို့ဟိုကိစ္စရတော့မရှိပါဘူးကွာအိမ်မှာနေရတာလည်းပြင်းလို့ကွာမင်းဖေကဘာတွေလုပ်လဲစုံနေတာပါပဲကွာအဓိကတော့ငါလုံးမလုပ်တဲ့အကြောင်းပေါ့ ဟာအဲ့ဒါငါနဲ့လေလိုက်ခဲ့လုံးလေတဲ့တော့မှာ ဟာပြင်းပါလေဆိုမှလဲလိုက်ခဲ့ရမလားလာပါကွာငပွေးထန်းတော့ရောက်သွားပြီငါမျိုးငါတိုက်ပါမယ်ကွာ ဟဲ့ဟာမအားသေးဘူးလေတဲ့သွားကလင်းတွေသွားတင်ရမယ်ကတိုးပေါက်တွေပိတ်ကမယ်မိုးကလည်းကြားတော့မယ်ဟဲ့အောင်ကြီးလုပ်ပြီနော်တော့ မင်းကလည်းကွာအားတယ်လို့မရှိဘူးဒါဆိုတော့သွားကွာငါကြော်ကားစီပဲငါသွားတော့ အေးသွားလုံးမရှိတာနေသွား မအားသေးပါဘူးကွာပြီးတော့စိုးငံလည်းထွက်အောင်ပါဟုတ်ထိုင်းလည်းမတော့ချင်သေးပါဘူးတန်တီကျော်ဟာဒီဒါဆိုတော့ဒီလိုလုပ်ကွာဟိုငါတီးရဲ့မျိုးပြအကြောင်းတွေကိုငါမျိုးငါပြောပြမယ်ကွာအဲ့ဒီမျိုးပြအကြောင်းတွေကိုမင်းကလက်တန်းခပြဆက်မင်းအပြန်ကိုငါဒီရဲ့ပုံမှာငါအိပ်ပြီးစောင့်နေကွာဟာစိုးငံပြန်လာလို့ရှိရင်ဆရာတော်စိုးစားကိုပြင်ပေးရအောင်ကွာပြီးရင်ငါတို့စားပြီးရင်ခွေးတွေခွေးဟာပြီးရင်ကိုရီစီဟာပြီးရင်ခွင်းတော့တော်ပါတော့ကြော်ကားရဲ့တော်ပါတော့နော်ကဘာအလုံးများဆုံးလူသားဆိုပြီးတော့မျိုးလေ green နဲ့စန့်ကျင်တော့တင်လို့ရပြီသိလားတော်ပြီကွာငါအိမ်မဲပြန်တော့ကွာ ဟောကိုကိုကြီးဘယ်လျှောက်သွားကြလဲကိုကိုကြီးရဲ့ဟိုမှာအမေကသမီးနဲ့နေနေတာ ညစ်ပြီးလျှောက်သွားမှာပိုတော်ဆိုးလာသေးတယ် ဟဲ့တာဘယ်လျှောက်သွားနေတာတာရဲ့ထမင်းမစားပါမစားတော့ကြအစာရင်းနေပါဖြစ်နေဦးမယ် ဘယ်လျှောက်သွားမှလဲမတ်တင်စီရဲ့ရွာတဲ့လေတကုံတိုက်တာနေမှာပေါ့သူ့ကိုအားရအဲ့တော့ခံမဲ့သူမရှိလို့စိတ်ပြက်ပြီးပြန်လာတာနေမှာပေါ့ အိုးကိုစကူကျော်ကလည်းပြောမနေပါနဲ့တော့နောက်ထပ်စိတ်ကောက်ပြီးထမင်းမစားပဲနေပါဦးမယ်အော်မမေတာမင်းတို့ထမင်းသွားစားသမီးထမင်းဝဲပြင်လိုက်နော်
ဖြစ်နေ ဒီမှာသကောင်းစကားပြန်လောက်ကမလို့ဖြစ်သူ့အမေကအင်းဆေးပဲသူ့အဖေကအရန်စုတယ်ကွာအဲ့တော့ဆို ဟုတ်တလို့လားအေးလီဒါနဲ့မင်းကလည်းဘာလို့အခုချိန်ကြီးလုံးမလုပ်သေးတာ ဟာဟေ့အောင်ငါလုံးမလုပ်တာမဟုတ်ဘူးဟောငါဒီမှာတော့မဟုတ်ဘူးငါနိုင်ငံခြားမှာတော့တွားပြီးလှုပ်တာကွာ ဟမ်မင်းနိုင်ငံသားရောက်ပြီလား အေး ဟုတ်ပါမေးသားရနိုင်ငံသားဆိုပြီးရတယ်ဒီလိုရတယ် ဒီတနာကောလည်းတစ်မျိုး အေးလှသလားမလှသလားငါလည်းတစ်ခါမှမောမကြည့်မိဘူးဟေ့အောင်နော်ရောက်ခတဲ့ကလှုပ်လိုက်ရအလုပ်လို့တနေ့ပြီးတနေ့အလုပ်ပြီးအလုပ်နော်နောက်တော့ ပြန်မခေါ်ရင်တေတော့ဘလို့ဖြစ်နေတာ ਨੇ ပြန်ခေါ်လိုက်ရတာပဲလေတွားကျင်လုံးထွတ်လုံလူဖြစ်နေတော့ကလည်းခမည်းသားပဲလေတကယ်ဒါလှုပ်ချင်ကန်ရင်နဲ့စိတ်ရှင်တို့မြန်မာနိုင်ငံမှာလှုပ်စရာတွေပိုးပါပြီးတဲ့နဲ့မင်းသားကလေအလုတ်ကိုလက်ကြောတင်းအောင်လှုပ်ချင်တာမဟုတ်ဘူးအလေလိုက်ချင်နေတဲ့ကောင်အလေလိုက်ချင်နေတဲ့ကောင်သူများနိုင်ငံကိုအထင်ကြီးတာတကယ်တမ်းအလုတ်နဲ့လဲတွေ့ရောမိဖုရားကင်းကြိုက်တယ်လို့ကဲပါဖြစ်တော့တာပဲ အော်မပြောပါနဲ့အဲ့လိုရွာတွေကလူတွေကလည်းသွားနေလာနေကြဆိုတော့ तू ကလည်းသွားကျင်တာပေါ့ ဒီမမတ်တင်စီခမည်းသားအယူထလို့အိမ်လေးကိုပေါင်းပြီးတော့မရောက်ရအောင်ပို့ပေးလိုက်ရတယ်ဟိုမှမပြောဘူးဆိုပြန်တော့လဲမရရအောင်ငွေရှာပြီးပြန်ခေါ်လိုက်ရတယ်တိမ်လုံးလုံးပြုတ်ပြုတ်ပြုံးပြီးအခုဒီရွာကိုပြောင်းလာတဲ့အထိပေါ့ဒါနဲ့မြန်တော့ခမည်းပါဇက်ကတာကြီးနဲ့မချနိုင်ဘူးဖြစ်နေဒီမှာဖះဟောကြားဘူးတယ်မလို့အမေကမစိုးမလို့သားကအမေနေရွက်ကိုကြိုက်တာခံလဲရတဲ့အမေလိုမျိုးခမည်းဖြစ်နေအောင်မယ်နော် အိုးကိုစပူကျော်ကလည်းခလေးကိုပဲဖိဟောက်မနေပါနဲ့ရွာတွေကခလေးတွေလိုမျိုးအလုတ်လုတ်ချင်လို့ကျုပ်စီမှာငွေတောင်းနေတယ်တော့ ဟုတ်တယ်အဖေကဒါတကယ်နောင်လာရနေပါပြီအခုဒါအလုပ်လုပ်ဖို့လဲဒါဆုံးဖြတ်ချက်ချတာပါ အလုလို့ဖို့ ဟုတ် ဟတ်လာတာရုဗျာတာရုနှခုံးမဲ့ခေါ်ထားအောင်မယ်နေသားမအောင်လူကြီးမင်းကဘလို့အလုံးများလှုပ်ချင်မှတယ်ခင်ဗျာ ဟိုကလေဒီခါတော့တကယ်ခစ်ပေါ်စီးပွားရေးအဖေရဲ့ ဟင်ခေတ်ပေါ်စီးပွားရေး ဟုတ်တယ် ဘာလှုပ်လဲပြောသားမှာ ဟိုလေဂိမ်းဆိုင်ဖွင့်ပါ ဘာ TV ဂိမ်းဆိုင် ဟေး ဟုတ်တယ်အဖေကဟိုမြို့မှာဆိုရင်လေဂိမ်းဆိုင်တွေကတအားစီးပွားရေးဖြစ်နေတာ ဟာဒီရွာလူတွေကမင်းတို့မျိုးဝလူတို့အာရနဲ့ဒီခိန်းကိုအချိန်ကြီးလာနှိမ့်နေမှာမဟုတ်ဘူးကွာဟာဘလို့စိတ်ကူးလေးကွာတော်တော်ခက်တဲ့ကောင်ပဲဟာဟိုနေဦးကွာဟိုသူတို့မမြင်ဘူးတဲ့အထူးဆန်းဆိုပြီးလာနှိမ့်နေနဲ့ဆွဲသွားရင်လေဟိုအလုတ်တော်ဖြစ်နိုင်တယ်ကွာအေးအဲ့ဒီခါကျရင်တရွာလုံးတအုံအုံနဲ့မင်းခိန်းကိုလာနှိမ့်နေကြရင်လေယာလုပ်ငန်းတွေပြက်လို့မင်းတရားခံဖြစ်ပြီဒီမှာဟဲ့ကောင်အလုတ်ဆိုတာကိုကောင်းစားဖို့ရင်မကြည့်ရဘူးကွာဘသူတေးတေးငတေးမှရင်ပြီးရောဆိုတာအဲ့ဒါလူမဟုတ်ဘူးကွာနားလဲလား ဒါဖနစ်ကြော်ရဲဟိုတကယ်တမ်းဆိုရင်နေဖေပြောတယ်မမားပါဘူးဟဲ့နင်ကသာအတွေးလွန်နေ ဟုတ်ပါဘူးဟာငါဖေရဲ့အတွေးဟိုပါလေနော်ဒဲအောက်နေတဲ့လားအဖိုးကြီးအဖွားကြီးရာစီသူတို့ပြောတာမှအမှန်သူတို့လောက်တာမှအဟုတ်ဆိုပြီးလှုပ်ချင်နေကြငါနဲ့အဲ့ဒါမှမဖြစ်တာဟာ ခွေးနဲ့ဓမြထိုးပါလာတို့မိဘနှစ်ပါးကြီးမားဂုံအင်ကျေးဇူးရှင်ကိုပြင်းပြင်းမရှုမပြုမမွေးမလုတ်ကျွေးဘူးဆဲရီရီရွနှုတ်ပေါက်လွတ်နဲ့ပုတ်ခတ်ခိုက်တီပြုကုန်ပြီးကြောင့်ဖမိတကားခိုးရမဲ့တီသားသမီးအားပြန်ပြီးကြောက်ကြနေကုန်ရ၏လို့မန္တလေးဆရာတော်ဘုရားကြီးကမဂတေဝလင်္ကာမှာဆက်ဆိုရေးသားထားခဲ့တယ်သမီးရဲ့မိဘများရဲ့ကြီးမားလာတဲ့ဂုံကျေးဇူးကိုကိုယ့်လောက်မှမသိဘူးကိုယ့်လောက်မှနားမလည်ဘူးလို့ပြစ်တင်ပြောဆိုကြတဲ့သားသမီးတွေဟာခွေးနဲ့တူတယ်လို့ပြောတာဟာငါပြန်တော့ဟောသမီးဟိုခွေးကြည့်ပေးလိုက်မယ်ဟောခွေးကိုင်မှာဆိုလို့ပြောနေတာဟဲ့ အဖေတမိုးမှာခွေးမှမရှိတာ တော့လာပဲခွေးမှမရှိတာဟောလဲပြီဟာထခွေးလဲတာဟေးခွေးလဲတာဘာလို့ချင်းပြက်နေကြတော်လည်းခုဖြတ်ပေးမယ်လေ အောင်းမလေးနေပါစေမြို့ကြီးသားရဲ့မင်းတို့မြို့သားတွေတောက်လို့ကူလို့ပေးရင်ရှာရထွက်သွားပါဦးမကွာ ဘာကြီးရမှာဗျာကျွန်တော်ပေါ်နားလေပြီကျွန်တော်ဖေကဒီလိုမဟုတ်ပါဘူးဗျာ ဟေး ကဲဘာကြီးလားထုတ်ပြီမယ် ကိုကျွန်တော်ဖြတ်ပေးမယ်လေ နားလိုက် လာလေယူလို့တော့ ဒီခဏမင်းကိုမင်းဖေဆူလို့လိုက်ပြန်မှတူတယ်ကွာဟမ် အစ်စ်ပဲပေါ့ဗျာရဲ့တခါလေးဟိုကျွန်တော်တားရင်မဟုတ်ရလားလို့တွေးပြီးရတလား အေးမင်းမိဘကိုအထင်လွဲရင်တော့ကံကြီးထိုက်လိုက်နေမောင်မိဘဆိုတာ
မင်းတို့ကလလာရေးကြီးဒရေတီဗီစကလေးကပူစဖန်ကားရှောင်ရှားပြီးတော့ပိုးမွေးတို့ဘွေးခဲ့ကြဟာကွာတားနယ်လေးတွေသမီးငယ်လေးတွေချင်းကိုက်ရင်တောင်မှဒါလေးကိုကြိုက်တဲ့ချင်းအင်းဆိုပြီးရိုက်တတ်ကြအားလုံးရုပ်ရည်ဒီကမြည်သားရေချီချမ်းမြတပေါက်ကလေးကြလို့ညံ့မိဘတော်ကအေးရင်ရည်တဲ့ဘလောက်ပဲထောသားထွက်တယ်ကွာဘလောက်ပဲတော့ကဖြစ်နေနေအာသမီမျက်နှာမြင်ရင်ကျင်ထဲမှာအေးချမ်းသွားတာငါတူကြီးဟာမင်းမိဘကိုထင်မလို့နဲ့မောင်အေးမကောင်းမြတ်တာကောင်းရညွန်တာအတတ်တင်စေပေးဝေမြည်ရင်ခိမ်းမြန်းကြီးလေဝင်လာအင်းဟာရင်လို့လားမင်းကိုအိမ်တော်မချပြေးသေးတာကလွဲရင်ကျန်တဲ့တောင်နဲ့သူချေပြီးပြီဟောမင်းသားသမီးဝင်ငါတော့ရရတာဟုတ်လေဒီဆောင်ရွက်ကြည့်မယ်ဒီကန်ဆိုင်စီသူများဝင်တောင်းနေပြီးဝင်တာတယ်ချင်းဝင်တောင်းတာလေကွာအေးအဲ့ဒီဝင်ငါပါပဲမင်းချေတူကြံတော့တယ်ငါတူကြီးရေညမနီတော့နေစီအောင်ငါတော့ပြဒီလိုဒီပါတိတ်ကိုပြင်းနေတယ်ဒီငါတို့ဒီပါမရှိဘူး။你看刚刚你弟弟我，别说了我这边，你那不得了，如哩，年龄了，如呀，我干嘛？别说，我干嘛？再说，他别没弄这个，马上是变这个的，变马上地方一个。ဘုလိုရွယ်လေးရောက်လာမှာဖြေပြောတယ်တိတ်မှန်ပါလားငေါငါရမိတယ်ဒီကောင်ဖြေလည်းမရှိဘူးဘုန်းကြီးများလားငါဖြေရှိတိတ်ကောင်းတာတန်းတာမိတယ်ရောကွာအခုအဖေမရှိတော့ဘူးဆိုဒီသုံးလေးစနစ်လက်တော့ပြပါသေးဒီစိတ်နေချစိတ်ပတိလေးတရားကြောင်းဆုံးဒီမိဘအလွမ်းကိုးွယ်ရတယ်ကွာဒီဆိုက ဟုတ်တယ်နော်တချို့ဆိုဖေးမေမရှိတော့ရင်ကိုယ်ဝင်မျိုးဆိုပြီးတော့မိဘတွေရဲ့ခြေရောဒီကားတက်ကြပြီးဒီအကြောင်းကိုကျွန်တော်နားလိုက်ပြီနားလိုက်ကျွန်တော်အခုပဲကျွန်တော်အဖေနဲ့မျိုးတော့တောင်းမယ်တာရုဗျာတာရုအေးရောအဲ့ဒါဆိုဘာလေးလိုက်ဘာလေးလိုက်ပါဦးကြီးဟုတ်တယ်မေအဖေနဲ့အမေဟောခဏလောက်တက်ပြီပါတောင်းမယ်ချင်းအဖေနဲ့မေဒါအဖေနဲ့မေပေါ့နားလည်မှုပြောနေဒီနေ့တော့ရွာတွေကလူကြီးသူမတွေစုံမမှုကြောင့်တာနောင်လာရခါအဖေနဲ့မေဒီပါဒီရဲ့ဝတရားရှိခဲ့တာပဲအတိပါပြီးတော့အာသမီဝတရားရှိရမှာပဲအာနာလည်းပါအားကြောင့်ဟိုသားလေကျွေးမပြတ်ဆိုတဲ့အတိုင်းပဲလေအဖေနဲ့အမေကနေ့တိုင်းချင်းချင်းခွေးကျွေးပါမယ်ဟိုနောက်ပြီးတော့ဆောင်ရွက်စီမံဆိုတဲ့အတိုင်းပဲဒီနေ့ဒီကဘာလို့အမေကဘာလို့ဆိုအားစီမံပေးပါမယ်အဖေနဲ့ဟိုနောက်ပြီးတော့ငွေကန်းထိုက်စီဆိုတဲ့အတိုင်းပဲဟိုအဖေတို့အမေတို့ရဲ့အမွေကို
ဒါမငင်းတော့ပါဘူးလို့ဒါစွတ်မြတ်ချက်ချတာပါတယ်သူများဝေးဆိုတာကတော့မခတ်ပါဘူးဒါကတော့အလူလုံးရင်အမျှဝေးတာပဲစောက်လေးမျိုးနယ်ဆိုတာကတော့အဖေတို့အမေတို့ရဲ့ဟိုမိဘဝတ်ထဲမှာပါတဲ့ထိမ်းများချင်းဆိုတာကိုလုပ်ပြီးတော့လေဒါအဖေတို့အမေတို့ရဲ့မျိုးဆက်အဖြစ်တားလေးတွေသမီးလေးတွေတားမွေးပေးမှာပေါ့အဖေနဲ့မိရဲ့ဟိုအခုလောလောဆယ်တော့လေဟိုအဖေတို့အမေတို့ဟိုမရှိတော့တဲ့အချိန်မှာတားကူးကွယ်လို့ရအောင်တောက်ခြေရလေးချပေးခဲ့ပါလို့တားတောင်းမှန်ပါတယ်အဖေနဲ့မိရဲ့ ။အော်ဒီလိုလား။ငါဘာလုပ်ရမလဲပြော။ ဒီပန်းလေးကိုဦးလေးချောင်းနေ ဟောအေး ဟုတ်ပြီပြီးဒီတော့ပါပါ ကဲကွာ ရှင်ဘယ်လိုလုပ်ကြလဲ ဘယ်လိုလုပ်လိုက်တာလဲမိဘတက်ရှိခင်ကြာရှိနေလို့ခြေသူဆက်တယ်လို့စိတ်မကူးပဲနဲ့တေမခြေရကိုကြိတ်ပြီးလွှမ်းကျင်တဲ့အကောင့်နောက်အယူမတည့်ရနေအောင်မင်းနှလုံးသားနဲ့အနည်းဆက်ဆုံးနေအောင်ငါခြေရချပြီးတာကွာတဖက်နေကြောသိလားဟာ မိုးလင်းကမိုးချုပ်တိုင်းမှာနေစလေးလုံးသွား ဒီမှာချမ်းသာရွာလားဗျာ ဟုတ်ပါတယ်ဘာကိစ္စရှိလို့လဲ 哦，ဒါဆိုလို့ရှိရင်ဘာလို့မောင်းလို့အေးဘယ်နားမှာလဲ ဘာသူဒုက္ခပါပဲ ဒီကမှာဘာထွေးမှမရှိဘူးရှင် အာ ဟဲ့ဟိုတောင်မိုင်းကကိုထွေးမောင်ပြောလာမသိဘူး မဟုတ်ဘူးဗျ ဦးလေးပြောရင်ကိုထွေးမှာမဟုတ်ဘူးဆိုတော့မမရှိဘူး ဒုက္ခပါပဲဗျာ လူရှင်တော်နဲ့တူတယ်ဟဲ့မေးကြည့်ပါဦးလေးနာမည်ကဘာတူလဲယင် ပြည့်ကျ တွေ့လားငါပြောတာမဟုတ်ပါဘူးမသိပါဘူးပဲသူကစကားထပ်ပြီးလာနောက်နေရမှတ်လို့ဟဲ့ဒါနဲ့သူ့နာမည်ကဘာတူပြူးကျဲ အော်ဒီရွာလူတွေခလေးကိုမညှမတာခိုင်းရလေကြတာချက်အိုးထုတ်ပြီအိုးထုတ်ပြီ ဟာဟဲ့ငါတို့ပြန်ပြီကွာငါတို့ပြန်ပြီမင်းဘယ်သူလဲ ပြူးကျပါဟိုဒီရွာမှာလေးဘာလို့မောင်းရှိတယ်သူလာဟိုရွာထိကကောင်းပါလေးဗျမရှိဘူးပြောလို့ ဟဲ့ဘာတွေမောင်းတော့မရှိဘူးကွာဖိုးလို့မောင်းတော့ရှိတယ်ဟဲ့တွန်းကွာ ဘာတူမင်းဘာရှာနေလဲမောင်မာရွာဦးဖုန်းကြီးကြောင်မှာရှိတယ်ကွာဟောငါတယောက်တည်းဘယ်လိုလုပ်မနိုင်မလဲမလေလူကြီးဟိုလူကြီးဘာတွေးမောင်းကိုဆက်စားနေတာဟောတီးပြီဘာလူကြီးဥစိန်မောင်းကိုပြောတာလားဟုတ်တယ်ခင်ဗျအာအတော်ပဲအဲ့တော့ဆိုလို့ရှိရင်လည်းမင်းကြောလာပြီကွာအိမ်ကြောလာပြီငါလည်းအဲ့ဒီဘက်ကိုသွားမလို့အဲ့တော့မင်းငါနဲ့တခါတည်းလိုက်ခဲ့ဟာငါကျေးမဟုတ်ပါကွာလူပါကွာဟာရှင်းပါလေကွာမြက်ပင်နဲ့ရှုံနေတာပဲကိုစိန်မောင်းရမခမရအဲ့ဒါဘာလာလဲဗျာဘသူတော့ဟာဘာလို့ထွမောင်ဟာဟဲ့ကောင်မင်းပြူးကြမလားဟာပြူးကြဟာငါတူကြီးကွာဟာဝင်သွားကြကွာဟဲ့ကောင်ထွမောင်ရှာလာမရညနေကိုစိန်မောင်းရဲ့ခင်ဗျားကောင်ကရွာထဲမှာဘာတွေးမောင်းဆိုတော့ကလေးတွေပဲသိမလဲဗျာရွာဦးကျော်အုံမောင်းမေးနေတာ ဟုတ်
ပါဗျာကိုစိန်မောင်းတို့ကိုသားရင်တို့ကျုပ်တို့ခေတ်ကလေအဖေတဲ့ကြီးကိုဘာကြီးလို့ခေါ်တယ်ဗျာအဖေတဲ့ငယ်ကြတော့ဘာတွေလို့ခေါ်တော့ဒီခေတ်ကလူငယ်တွေကဒီခေါ်တွေဘယ်သိတော့မလဲ ဟုတ်ပါဒီသက်မဟုတ်ဗျဒီတငယ်ကခဏနဲ့ဘာတော်လဲဟာဒါအကျောင်းကိုရွှေမောင်းရတာကျောက်တူလေဗျာဟုတ်တယ်ဗျာဒါကြောင့်မလို့ဒီကောင်သူ့ဖေနဲ့ရုပ်ချင်းကျွတ်စော့ပဲ ဩဟဲ့လူကျဲအဲ့ဒါလေးလက်ဖေးတိုက်အောင်သွားလက်ဖေးသွားယူကွာဟုတ်ကဲ့ကဲပါကွာသွားကြပါဟာခင်ဗျားတူကစကားပြောလို့ပြနေတော့ဝေးရပါဖြစ်နေတာဗျာဒီကောင်ဟာဟဲ့ကောင်လူကျဲမင်းဒါဘာလို့လောက်လာတော့ဟောဗျာငါရင်နှွေးချမ်းကုန်သွားလို့ရင်နှွေးချမ်းယူခဲ့လို့ပြောတာမင်းဒါနဲ့ဘာလို့လောက်လာတော့ဘာလို့လဲဖေးဆိုဖေးထော်လာတာလीဘာခက်တော့တာပဲကွာဟဲ့ကောင်ဒီမုံနဲ့ဒီကြီးမေကလက်ဘက်ကတီလာဘွဲတွေလူဝိုးကွာဘယ်ပါကိုသိမောင်းတယ်ခင်ဗျားလည်းကျုပ်တို့ကျွေးလိုက်တယ်ပြကုလို့ရပါတယ်ခင်ဗျာဒါတော့ဟုတ်တာပဲဗျာဘာလို့လဲမနေ့ကတော့ဖုန်းမို့ထပ်ဝဲလိုက်နှစ်ခါကူးလို့ရတယ်ကဲလေကဲပါကိုသိမောင်းထိုင်တော့မှခင်ဗျားလည်းဘယ်လိုမစိုးဘူးဗျာဒီကောင်သရာတရားတော့ရှိတာပဲသရာစိတ်ရှိတာတော့မပြောနဲ့တော့ဗျို့အိမ်မှာလက်ဖေးနဲ့ဤကြကွေးသွားဝယ်ကြီးလို့ခိုင်းတာပြန်လာတော့လက်ဖေးပဲပါတယ်ဤကြကွေးမပါဘူးဩလမ်းမှာတွေ့တယ်လူကျွေးရတာလားဟင်ဟုတ်ဘူးဗျလမ်းတွေ့တဲ့ခွေးလေးဖဲ့ပြီးကျွေးပခဲ့တာအိမ်ကိုပါလာတော့လက်ဖေးထုတ်ပဲပါလာတော့တယ်ဒါပေမဲ့ तू ကအမြင်မတော်တာတွေ့လို့ရှိရင်မနေတတ်ဘူးဗျကိုကြီးချင်းတဲ့စိတ်တော့အပြည့်ရှိတာဒီကောင်ကောင်းတာပေါ့ဗျာဒီလိုလူမျိုးရှိတော့ကျုပ်တို့ရွာအတွက်လည်းအားဖြစ်တာပေါ့ဟုတ်တယ်ကိုစိန်မောင်းရေခမရတူပြူးချက်ခမရနာမှာရှိတာခမရအတွက်လည်းအကူညီရတယ်ရွာအတွက်လည်းအင်အားပြတာပေါ့ဗျာဟုတ်ပါဗျာကဲကိုစိန်မောင်းရေစကားပြောလို့တော့ကောင်းတယ်ဗျာမောင်နီးစံသက်မှာကျူစပားတွေပုံထားတာကြည့်ဖို့အဲ့ဒီသွားလိုက်ဦးမယ်ဟုတ်ကဲ့ကဲငါတို့ကြီးအခုလို့ဦးလေးတို့ကျွေးရမွေးရတဲ့အတွက်နောက်ဘဝကျရင်နတ်သားလေးဖြည့်ပြီးတော့လေနတ်သမီးတစ်ဖက်900နဲ့နေပါသေးဗျာနောင်ဘဝမလူခုဘဝလူချင်တာအေးရတယ်ကိုစိမောင်းဟေးဒုက္ခပါပဲဗျာလုံးကြပါဦးဟိုကျွန်တော်အိမ်ရှိမှထားတဲ့မျိုးစပိုက်အိမ်နေမရှိတော့ဘူးဗျဘယ်လိုဖြစ်လာတော့ဗျာခင်ဗျားဘယ်လိုဖြစ်လာပြန်ပြီတော့အိမ်ရှိမှကျွန်တော်ပုံထားတာအခုကျွန်တော်ကြည့်လိုက်တော့မျိုးစပိုက်အိမ်နေမရှိတော့ဘူးထားပဲဗျာဘယ်လိုဖြစ်လာတာတော့ဗျာခုလောက်ဆိုလဲရောက်ဗောအာမင်းလဲတဲ့ရောက်ဆရာလားကွာငါအမမပို့သေးတာဘယ်လိုလဲတဲ့ရောက်အောင်မလဲပြူးချေဒါဆိုရင်ဘာဖြစ်လဲမြန်မြန်ပြောသားဟိုရကျလို့ပဲနေပြီစာကြီးဒုက္ခပါပဲဗျာတို့မျိုးစပါးတွေတော့ကုန်ပါဒါသူခိုးတော့ဖြစ်မယ်ဟဲ့ကောင်မင်းအဲ့တခိုးတွေမှတ်မိဝမ်တင်မေးတာစပိတ်လို့မင်းကွာမျက်လုံးပြူးတော့ဘာမှသုံးကြတဲ့ကောင်မဟုတ်ဘူးသိချာမင်းကြည့်ထားမှာပေါ့ကွာအဲ့ဒီကိစ္စတော့မင်းကိုယောဂမကိဘူးဖြစ်နေပြီဘယ်လိုလုပ်လို့ကဲဘာသူ့လည်းပြင်းမနေမနေပါနဲ့ဗျာသူလည်းဒီရွာရောက်တာကြာသေးတာမဟုတ်ပဲနဲ့ဒါပုံမရိုက်တာတခိုးမင်းအောင်ပြူချက်ဖမ်းမိမယ်တော်ပါသည်ဟာဒီကြတော့ပြီတခိုးအချင်းမလားလို့ထားပြီးတော့ဖြစ်မယ်ဘာဖြစ်နေလဲဗျာတို့ဘာလဲဘာဖြစ်တာဘာဖြစ်မှာလဲကျုပ်မျိုးစပါးရဲ့နေပြန်လွှဲပြီးတဲ့အဲ့တော့သွားမလို့ခင်ဗျားသိရဘာလို့မလို့ခင်ဗျာကိုသားရဲ့နေပါဦးကိုသားရဲ့ခင်ဗျားစပါးလည်းပြန်လွှဲပြီဗျာဝေးလာကြပြီဗျာငါတို့သူကြီးတဲတော့တာပဲကွာဘယ်ပြန်တွေ့တာသိတယ်မလားပြကြလေဆာဗလင်းဟဲ့ကောင်တက်စားရာလူကြီးဒါခမိုင်းပြောင်းလာလို့ပြောဟာသူတို့ကဘယ်လိုဒီရောက်မင်းစပိလာဟုတ်တယ်လေတတူဘာလို့အားရကောတခိုး
这就看来， ပြောမင်းကွာတန်လုံးတရွာသားချင်းလုံးမလုံးရတယ်ကွာကြည်လား ဟုတ်ပါရဲ့သံလုံးရမင်းတရားသားကြီးဒီလိုတော့လုပ်ဖို့မကောင်းဘူးရွာလူကြီးဟမ်ဒီကောင်စခန်းဖို့ရ ဟဲ့ကောင်ခိုးတော့ခိုးတယ်လက်ဘူးလက်ကြမင်းနေမင်းဘာငင်းရင်သေးလဲဟမ် ငါလူကြီးတို့ဦးလေးတို့ကလည်းတောက်တေးတောက်တယ်ဗျာဒါကျွန်တော်စပိန်ဗျ အဲ့လေမင်းစက်ဘိန်းပေါ်မှာငါမျိုးစပါအိတ်တယ်လေမင်းခေါ်တာမလို့ဘယ်လိုခေါ်ရမလဲကွာဟော ဘယ်မျိုးစပါးအိတ်တရားမှာလဲအဲ့ဒါကျွန်တော်ပဲအိတ်တယ်ဗျမယုံရင်စစ်ကြည့်အောင် ဟဲ့နေသားမခမရဖဲသားမစစ်ကြည့်မယ်စစ်ကြည့်မယ်ဟဲ့ကျုပ်မျိုးစပါဆိုလို့ကတော့အဲ့ဒီကောင်ကိုကျုပ်ကိုယ်တိုင်ဓာတ်နဲ့ထိုးတာပဲမလုံးစားပါနဲ့ ဘယ်ကိုလဲဦးလေးမလာဘူး စစ်မယ်စစ်ငါမျိုးစပါအိတ်ဆိုလို့ကတော့ဟဲ့တန်လုံးမင်းကိုလေစစ်မစစ်ဗျာနေသားမဗျာဒါမျိုးလာလို့မတားရင်ဗျာခမရသား စစ်ကြည့်သားပါဗျာ ပဲဒီ ကဲဘယ်နဲ့လဲ ကိုစိန်မောဒီတစ်ခါလဲလွဲပြန်ပြီဗျာပြူးကျဲခင်ဗျာမင်းလှုပ်ချလဲပြန်ပြီကွာဟဲ့ကောင်ဒါပဲလို့လက်သန်းတူမင်းဟိုဒီဘာလုံးမနေနဲ့ဟိုဒီဘာလုံးမနေနဲ့မင်းကြက်သွားတိုက်မလို့မဟုတ်လားဒီမှာကြက်တိုက်လို့ကတော့ငါထိတ်တုံးအကန့်အသတ်မရှိဘူးဆိုတော့မင်းတို့သိတယ်နော် မဟုတ်ပါဘူးရွာလူကြီးဟာအိမ်မှာအသုံးပြနေလို့ဒီကောင်ကြီးကကလပ်ဘူးချီသွားရောက်မလို့ ဟာကလပ်ဘူးစီသွားရောက်မလို့ ဟုတ် ကြက်ကကြက်ကောင်းကြီးပဲကွာမင်းကလပ်ဘူးစီသွားရောက်ရင်ဟင်းဟုတ်တဲ့ရောက်သွားမှာပေါ့ ရောက်ခါမှရောက်ရွာလူကြီးဟာအိမ်မှာသုံးနေရမရှိလို့ရောင်းရတော့မှာပဲ ဟိုမင်းဘယ်တော့နဲ့ရောက်မှာတော့ပြော ကျွန်တော်ဒီကောင်ကြီးကို4000လေးရောင်းမယ် 4000 ဟုတ် ဟာ4000တော့မလို့နဲ့ကွာဟေးကောင်လာမဲ့ဘွာဆိုလာပြင်းနေကြငါဘေးမဲ့လွတ်ချင်လို့3000ယူသွားကွာနော် ကျွန်တော်ကြီးယူမယ်ဆိုလဲယူလေဗျ အေး 3000ပဲပြီ မင်းလည်းကုသိုလ်ရတာပေါ့ကွာ ကိုဖိုးလို့ဟာဟေးပြူးကျလာလေကွာထိုင်ဘယ်လဲလာလေကွာ ဘာလို့ရမှားလိုက်တယ် အေးပြော မနေ့ဖန်ကြရင်ပဲမော်လိုက်ဆောက်မှာမလို့လေအဲ့ဒါကိုဖိုးလို့ကလူငယ်ဆော့ပြီးတော့လာခဲ့ပါတဲ့ ဒါဆိုလူငယ်တွေကိုစုပြီးမနှက်ပဲလာခဲ့ရမယ်ဗော လာခဲ့ကြီး ဟင်းကောင်းကောင်းတော့ချက်တာနော် အာစစ်ချတီလေးပဲလုတ်တာလိုက်မယ် ဟဲ့မင်းဘာဒီနဲ့ပြဿနာတက်နေဦးမယ်နော် စာကောင်းတောက်ကောင်းလေးကကိုဖိုးလို့ကစစ်ချပါ အေး ရှင်အောင်အတန်းစီထားတဲ့နှခမ်းများနေရတကတက်သိနာလေပြီးတာအမြင်မှာသိရုံသားတယ်လို့ခေါ် ဘာလို့တော်မလား အေးငါအစည်းအဝေးကြီးငါပြန်လာခဲ့မယ်အဲ့နောက်ပြီးဘိုးစင်မှာဘိုးသေးရှိတယ်လေအဆင်ပြေတဲ့ရုံးလုံးချက်ကျွေးလိုက်ပေါ့ကွာ စစ်ချဘာလို့ရှာလက်တော်ရမပူနဲ့ ဟဲ့ဘိုးလို့လိုတာရှိရင်ပြုတ်ကြပြောနော် ဟုတ်ကဲ့စိတ်ချ ကိုသားရေအစည်းအဝေးမှာစကားတွေပြောကောင်းနေလဲကြတာဗျာထမင်းစားဖို့အချိန်တော်ရောက်နေဟုတ်ပါဗျာအော်ဒါနဲ့မင်းနေလေကြာကျွန်တော်ရောမရှိတဲ့ကလာသားတွေကိုပဲမော်လိုက်ဆောက်ဖို့အိမ်မှာခိုင်းလာတယ်ဗျာဟုတ်လားထမင်းကျွေးကိုလည်းစီစဉ်ထားတယ်လေအဲ့ဒါခရောက်နေတော့တခိုင်းလိုက်စားပါလားကိုစိန်မောကလည်းဗျာကျွန်တော်တို့နေနေတာခင်ဗျာလည်းကိုအချင်းချင်းတွေအားနာကြမလို့ပါဘူးဗျာအားနာလို့မဟုတ်ဘူးပြောသမီးလေးပါခေါ်လာမယ်လို့ပြောမလို့ ဒါလည်းဟုတ်တာပဲဗျာ ရေးတယ်မင်းကတမျိုး ဟုတ်ကြိုက်တယ် ဟာစားတော်နေကြပြီလားဗျအေးအားမစားရကွာ တော်လူကြီးတော့ပြောတာခေါ်တော့ ထုတ်ပါပြည့်တယ်မင်းပြင်ထုတ်ပါပြည့်လူကြီးတော့ပြောတာ ငါတော့ကွာကိုသားကြီးကိုစမောအားပါစားဗျာ ဟုတ်တာဗျာ ခင်ဗျာဟာလက်စီပေးပါဦးစားဖို့လိုက်လာတာ ဟေးဟုတ်တယ် ဒီဆွတ်ထဲသမှာပေးတော့မှာကွာဆွတ်ထဲသမှာဟေးလာဟာမင်းရပဲမတော့ဟာ တော့ကွာ ဟာကြက်သားတွေပါရင်နဲ့ပါလားကွာဟေးဘူးဒီမလို့လို့ကြက်သားရောထားနေတယ်နဲ့ ဘာလို့လဲပြူးကျအထင်သေးလို့တားရီအများကြီးပဲဦးလေးတို့ဝါစာအမနာနေ ဟုတ်ပါဗျာဟုတ်ပါ လူတယ်ကွာလူတယ်ဒီတစ်ခါတက်စားလို့ကောင်းပါလားကွာ
မင်းဘယ်လိုကြွတော့တိတ်ကောင်းနေတယ်ကွာ ငါတို့ကအထင်နေလို့ဗျာသူကျက်ဘူး ဟဲ့ညောငါလည်းမင်းကြက်ဖုံးမပေးခဲ့မင်းဒါဘယ်လိုလုပ်တာလဲ ပေးရမလို့ပါဘူးပါဗျာအစ်ပြေးအောင်လှုပ်ထားတာဘာတို့ရစားသားမှာကောင်းတယ်မလား ဟုတ်ပြီမင်းငါနာမည်ကိုသုံးပြီးတော့မေရွာထဲမှာမင်းမဟုတ်တာလောက်ကပြီထင်တယ် မလှုပ်ပါတို့ရစစ်ချစားသားမှာ ဟဲ့ကောင်ယူကျဒီချက်ကိုရအောင်မင်းဘယ်လိုစီစဉ်ခဲ့တာတော့ ဘာတို့ရဘာတို့ဟိုနေ့ကဝယ်ထားတဲ့ကြက်ကလေးကိုလွတ်လိုက်တာလေ ဟာဟဲ့ကောင်ယူကျဟာပညာတတ်မှဆိုလို့ငါတမင်ဝယ်ပြီးတိန်းထားတဲ့ဒီချက်ကိုမင်းလုံးမလုံးရတယ်ကွာဟာ ဘာတို့ရဘာတို့ရအစင်ပြေလို့လှုပ်လိုက်ဆိုလို့လှုပ်လိုက်တာအခုစားလို့ကောင်းတယ်မဟုတ်လား အော်တိတ်တော်တဲ့စီစဉ်လူကြီးကိုသိမ်းမောင်းရဲ့အခုလည်းစားကောင်းနေတာပဲဗျာခင်ဗျာ ဟုတ်တာပဲဗျဘာတို့ရတိရတာနေတရိတ်ဆန်ဆိုတာလူချစ်ချမကြစ်တာဘာတို့ရ အော်တလိမ့်ဆန်ဆိုတာလူချုံးမှကြွတ်တာအေးဟုတ်ပြီမင်းကိုလည်းငါချုံးမှကြွတ်မှာပဲကဲတင်းလို့ကဒီမော ကျပါရပါစကျပါရ ရိုးရာတို့မြမတို့ဓာတ်မီလူလူပြဘီပေါင်တူဓာတ်မီလူလူပြဘီပေါင်တူပလုံဂျီပလုံဂျီပူပေါင်ပင်ရီဘေတော့ဂျီတီဓာတ်မီလူလူပြဘီပေါင်တူဓာတ်မီလူလူပြဘီပေါင်တူပလုံဂျီပလုံဂျီပူပေါင်ပင်ရီဘေတော့ဂျီတီမင်းတို့မြင်လိုက်ကြလားဟောမြင်ပါတယ်ဘာမြင်ရလဲဟိုဒီလိုလေရောင်လူကြီးရောင်လူကြီးကလေပုံဘယ်လိုပို့ကြီးဆိုလေလက်ခနဲ့ဟိုနေကျင်ကန်လို့ဆိုလို့မြင်လိုက်တယ်လို့ကဟုတ်တယ်မြင်လိုက်တယ်ကွာဟုတ်တယ်ရွာလူကြီးကဟိုရွာလူကြီးကလေဟိုအသက်ကလည်းကြီးပြီဆိုတော့အခုလိုကိုလက်လှုပ်ရှားမှုလေးတွေလှုပ်တာကောင်းပါတယ်ဗျဆက်လို့ကောင်းတယ်အေးနေသားပေါ့မင်းတို့အနာမပြပြမင်းတဲ့ဒီကိုဘာလာလို့ကြတာ ဟုတ်ဒီလိုဗျဟိုကျွန်တော်လူငယ်စုပြီးတော့ရွာမှာတီးဝိုင်းလေးထောင်နေလို့ဟာကောင်းတော့ဗောဟာငါတို့တော့လည်းရှိခဲ့တာပဲဗျာဟိုတော့ဆိုရင်ငါ6လုံးပတ်တီးတာမင်းတို့လက်ထက်ကျမှမျိုးစစ်ပြတ်သွားတာဟိုဒါနေပေါ့မင်းတို့တီးတယ်လို့လားဟိုမတောက်တစ်ခေါက်နည်းနည်းပါးပါးရော်လေးဒါနဲ့တင်ရမှာဗောအော်အေးကောင်းပါတယ်တင်တတ်တာပဲဟိုနေပေါ့ဘယ်လိုကပါတီးပါဟိုကျွန်တော်နဲ့မြက်ကိုနေကကတာဟိုကျွန်တော်က Drandy မှာမင်းဟာကျွန်တော်ကလားအော်မင်းကနေပြီမှာကဲနှိမ့်စားမှာဘာလို့တော့ဟာရောင်းရဟုတ်ပါဘူးကျွန်တော်ကကီးဖို့တီအဲ့ဒါကီးကြ多了别后悔啊！那个啊，哎呀，
ရောက်ပြီကွာ ကျောင်းသားကြီးကဒီနေ့လာပြီးနှီးထိုးနေတော့ဘူးဗျာတော်ဟောပဲသွားထိုးပါလား ဟေ့ငါအိမ်နဲ့ငါကြိုက်တဲ့ငါထိုးမယ်ကွာမင်းတို့သာလွတ်လာသွားတီးကြ ဟာဒါကြီးတနေ့ရွှဲလွယ်တာမှမဟုတ်တာဗျာ အဲ့ဒါမင်းတို့ဘိုင်းလေကွာကြက်တဲ့ငါမသိဘူးသွားကွာချမ်းမလွတ်သွားတီး လုံးမနေစမ်းမလဲကြော်ကရဲ့အမှုပညာဗီဇမရှိတဲ့လူနာမှာအလကားပဲနေလေဟုတ်တယ်မလားကျွဲပါဆောင်းတီးသလိုပဲတို့မြက်ကိုတော့ပဲလစ်မယ်ဒါကြီးတဲ့ထားကြလိုက်မထားအဲ့လိုရှောက်မတီးနဲ့တော့ဟမ်ရေဒါတီးလို့ကျိုးပြကြီးညလုံးမှန်သွားဗတ်တီးကျုံးရမယ်အပေါ်ပါလာမဟုတ်ဘူးကြောက်ရောမယ်ဘောလို့မင်းဂီတာတွေတီးလို့လားလောရွာလူကြီးကငငယ်တော့လှုပ်ခဲ့တာလေးပြန်စမ်းကြည့်တယ်ကောင်းတယ်ကောင်းတယ်တော်ကြီးဘယ်လှည့်လာတော့ဒီလိုပဲလာတာပါကွာဟိုကောင်းနေဒီဝိုင်းပစ္စည်းလေးတွေဝယ်ထားတယ်ဆိုလို့အဲ့ဒါလာကြည့်တာမလေးရွာလူကြီးရဲ့ဟောဒီဂီတာလေးနဲ့ဒီပေါက်ကလေးဝယ်ထားတာပါဗျာအတခါပါဟောမကြည့်ပါသူတို့လှုပ်ထားတယ်ဒရန်နဲ့ကောင်းတယ်ကွာကောင်းတယ်လူငယ်တွေအခုလိုအမှုပညာဝါသနာပါလာတာငါတော့သဘောကျတယ်ဗျာငါတော့စဉ်းစားနေတာကွာတို့ရွာမှာဒိုးဝိုင်းလေးတဝိုင်းလောက်ထောင်ရင်ကောင်းမလားရွာလူကြီးရလေဗျာရွာလူကြီးဒိုးဝိုင်းဒီကောင်တွေကစိတ်ဝင်စားပါတယ်လားဒါလည်းဟုတ်တာပဲသူတို့စိတ်ဝင်စားတော့လေတို့လူကြီးတွေရွေးလောက်ကြတာပေါ့ကွာဗျာဟိုအောင်တိုက်က6လုံးပတ်တီးရမယ်ဟောလားရွာသူကြီး ဟုတ်တယ်ဗျာမင်းက6လုံးပတ်တီးရမယ်ဟောဖိုးလောက်ကအော်ဂင်တီးရမယ်ဗျာ အောင်တိုက်မှာ6လုံးမှမတီးတတ်တာကိုရွာလူကြီးကလေ အောင်တိုက်နင်းကပူစရာမဟုတ်တာကြမ်းဖက်ဘူးလေရွာလူကြီးတင်ပေးပါဘောဟာ ဟောဒီစိတ်ရှည်တဲ့လူကြီးရှိမှတစ်ဖက်ခံရမယ်ဟောလား ဒီမှာနေမင်းနေလို့လားဟမ်ရွာလူကြီးကဒိုးငငယ်တော့ဒိုးရွာတီးဝိုင်းရဲ့ခေါင်းဆောင်လေးကွာ6လုံးပဲဝိဇ္ဇာစိန်မောဟာနေမဲ့နေပြီလား အော်ဒီစိတ်ရှည်တဲ့လူကြီးရှိမှတစ်ဖက်ခံရမယ်ဟောလား ဒါတော့သားဘွားသားတွေးဖို့သားရဲ့မင်းရကွာမပူပါနဲ့ဟာစိန်မောကလေအမှုပညာနဲ့ပတ်သက်လာရင်စိတ်ရှည်ပါလေဟာ စိတ်ရှည်တယ်နော် ဟုတ်တယ်ဗျာအေးမင်းမပူနဲ့အကြောင်းရှိလို့ရှိရင်လူလဲလို့ရအောင်မင်းနဲ့အတူတူဟောဒီငါတူပြူးကျဲဦးပါတွဲပြီးတော့သေပေးပါဗျာဘာလို့ကျုပ်ကတချင်းဆိုမှာဗျာဟာကွာဟမ်စကားတစ်လုံးနဲ့တစ်လုံးကြောကိုကြီးကတကြအိမ်ပြန်နေတဲ့ကောင်ကတချင်းဆိုပဲဟုတ်လားဘာလို့ဘယ်လိုရလဲအထင်သေးတို့ပါဗျာနာတော့ကြီးပန်းစစ်ပဲနဲ့လေမပေါ်ခိုက်တာမို့ခအောင်ပါစိတ်ရှည်ပြန်ပြီစိတ်ရှည်ပြန်ပြီ ဟဲ့ဗျာစိတ်မောင်းကဒါဆိုရင်ဟိုဟာလာမလုံးနဲ့မင်းစိတ်ရှည်တယ်နော် စိတ်ရှည်တယ် နော် ရှာမရှိနဲ့မင်းတို့နှစ်ယောက်ငါစီမှာ6လုံးပတ်တင်ဒါပဲစိတ်မောင်းစိတ်ရှည်တယ်နော်စိတ်ရှည်တယ် ရှည်ပြန်ပြီ ရွာလူကြီးရဲ့ကီးပုံနဲ့6လုံးပတ်တီးုံနဲ့ဒိုးဝိုင်းမှာဖြစ်မလာတာ ဒီပြန်လည်းရှိတာပေါ့ဟာ ဘာလို့ရှိသေးလို့လဲ မင်းနဲ့တော်ကြော်နေရဒိုးဗျာကြော်ကဝါဟောငကြီးကလက်ကွင်း ရွာလူကြီးမဟုတ်သေးဘူးလေဗျာ ဟေးစိတ်မောင်းစိတ်ရှည်တယ်နော်စိတ်ရှည်တယ် ရှည်ပြန်ပြီစိတ်ရှည်ပြန်ပြီ ဒုက္ခနဲ့လှလှနေတော့စတွေ့ပါပြီကွာ ဟုတ်တယ်ကွာဟိုငါတို့ဒီဝိုင်းကဟိုရှိုးနဲ့မိုးနဲ့တီးရမှာကွာသူတို့ဒိုးဝိုင်းရတာမြေလျှောက်ဒီဝိုင်းဟိုလွန်ရောကျွံရောဟိုထော်လာကျူရောတီးရမှာပါကွာ အေးလေကွာချိုးပဲတာပေါ့မင်းစဉ်းစားကြုံလေငါတီးရမှာလက်ကွင်းတဲ့ ဟောမလေမင်းတို့ပဲစွညင်းနေကြပါနဲ့ကွာအောင်သိဒုက္ခကိုလေကိုကြီးစားရပါအောင်ဟာ
စိတ်ကထက်ခနဲ့ဆိုဖင်ဝတက်နေတဲ့သူကငါ့ကိုဆရာလုံးမယ်ဆိုတော့ဟောင်းမလေးအောင်တိုင်းဘဝမီမွေးတိုင်းဖမွေးတိုင်းရှိပါအောင်မလားကွာမလီ အာဗျာကိုတီးချင်မှဖြစ်တဲ့ကိစ္စကိုတီးချင်တီးရင်မတီးချင်ဘူးအားလုံးညင်းလိုက်ကြပါဘာဖြစ်သေးလဲ မင်းကညင်းမယ်ဟုတ်လားရွာလူကြီးတွေစကားကိုညင်းမယ်လို့ပြောမင်းမခေါင်းမလို့ပူပါလို့ဟမ်ကိုဖြစ်ချင်တာရောမဖြစ်ချင်တာတွေအကုန်လုံးရင်ထဲမှာတော့မျိုးချထားလိုက်မင်းဘာရမျိုးတက်ပြီးပစ္စည်းတွေတော့ဝင်ကြ ဟောင်းမလေးမြတ်စွာဘုရား တွေ့နော် ဟုတ် ကဲဟုတ်ဆိုရင်ဒီလိုလား ဟုတ်ရရ ဟေးခေါင်းကငါတီးပြတဲ့တိုင်းမင်းကိုတီးခိုင်းတာလीဟုတ် လာတေချာတော့နော်စိတ်ပေါင်းကစိတ်ရှိတယ် စိတ်ချပြန်ပြီစိတ်ချပြန်ပြီ ဒီပါလား ဟာဟဲ့ရတဲ့ကြီးတော့တီးရတော့မလား ဟာတီးလေ ဟေးရ မင်းကိုဘယ်သူကတရောင်းတက်တီးခိုင်းလို့လဲဟမ်ဘယ်တော့တက်တီးခိုင်းလို့လဲ ဒီလိုမဟုတ် မင်းစိနဲ့တီးတာခေါင်းကငါတီးတာပါလို့လားဟင်ပါလားဟမ်တေချာတီးစိတ်ပေါင်းစိတ်ရှိတယ်တော့စိတ်ပေါင်းစိတ်ရှိတယ်တော့တီးတေချာတီး စိတ်ချလာပြန်ပြီ ကောင်းကောင်းမတီးတာ တော့မှတ်ထားပါဟုတ်ကဲ့ဒီတော့ မင်းကငါတင်တာတရားလား ဟမ် ငါအဲ့လိုခင်လို့လားဟောဒီလုံးကိုရေးတီးအဲ့ဒီလုံးပြီးပါဟောဒီလုံးကိုတီးပါလို့ပြောနေတာအဲ့ဒီကပြီးတော့ဟောဒီရဲ့လုံးကလေးကလက်ပိတ်ဆုံးလက်ပိတ်ဆုံးဟမ်စိတ်မောင်းကတော့စိတ်ရှင်းနေပြီနော် စိတ်ချလာပြန်ပြီစိတ်ချလာပြန်ပြီ တွား ဒီလိုလိုလည်းတီးရသေးတယ်ဘယ်လိုကြီးကတော့ခရောဆိုပြီးကောင်းတဲ့တဲ့သွားမင်းနဲ့တော့ထကွာစိတ်မောင်းကတော့စိတ်ရှင်းလာပြီတော့စိတ်ရှင်းလာပြီဟဲ့အပြည့်ကြီးတီးလာလားတီးလာလား ပြီးသွားစိတ်ရှိတယ်တော့ လာပါ စိတ်ရှိတယ် မင်းရတယ်နော် ရပါလေဘာလူရကျုပ်ရုပ်ကဒီလူလိုငငတော့မှမဟုတ် ဟုတ်မလေးတီးပါဦးတီးပါဦး ဟုတ်ပြီကဲအဲ့လိုဆိုတီးလိုက်တာဟဲ့ ဒီနော် ဟုတ်ပြီ အစိတ်ပြုတ်တယ်အစိတ်ပြုတ်တယ်ကွာအဲ့ဒါရှေ့တီးအဲ့ဒါနောက်တီးအဲ့ဒါနောက်ကတီးတာအဲ့ဒါကိုသွားရှေ့တီးနောက်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 တီးကတီး မဟုတ်ပြီလေဒီလို စိတ်ရှိတယ်နော်စိတ်ရှိတယ်နော် စိတ်ပေါင်းကတော့စိတ်ရှိပြီစိတ်ပေါင်းစိတ်ရှိပြီနော် တော့ဘာတိုင်းလဲ ဟေးဘေးရရှိတာတဲ့သဘောပေါ့ အော်ဒီရတယ်ခွာရတယ်စိတ်မောင်းဟိုကရိုက်เสียနေရမချပါဘူးကဲတီးအောင်ဟဲ့တီးအောင် ရလူကြီး ဒါပါတယ်ဘာကြီးလဲ ကျွန်တော်တို့လက်ကလေးတွေကနုဖတ်ဖတ်ကလေးတွေလေအဲ့ဒါ6လုံးပတ်တီးတော့လက်တွေကရောင်တိုင်းနေလို့ပတိတွေစီးလာခဲ့တာ အော်လက်ကလေးတွေကနူးနူးလေးဆိုတော့ရောင်ကိုင်းနေ ဟုတ်ကဲ့ အဲ့ဒါလက်ကလေးတွေကသွေးမပူသေးလို့ကွာမင်းတို့လက်ကလေးတွေသွေးပူတော့ဘာတွေလုပ်ပြီးမယ်ဘာတွေလုပ်ပြီးမယ်လက်ကလေးတွေရှေ့တူလားရှေ့တူလားရှေ့တူလား လုံးပြီ ဟုတ်ပြီနောက်မဆုံးနဲ့ရှေ့တူလားရှေ့တူလားလက်တွေနောက်ဆုတ်သွားရင်လေရက်ခွက်ဒီပါရောက်သွားလိမ့်မယ်ပူပလားပူပလားပူပလား ဟဲ့လေမင်းတို့အခြေအနေဘယ်လိုလဲ ညစ်ပါလေဗျာရွာလူကြီးကဒိုးတီးတင်ပေးနေတော်တော်ညစ်တယ်ဟာ အေးဗျာပြီးမလာတာယူဇွတ်တင်နေတာကိုစိတ်ညစ်တာဟောဗျာ အာမလေးညီးမနေနဲ့မင်းတို့ကငါးလောက်မစိုးဘူးဒီမဲ့ငါတီးနေတဲ့6လုံးဘက်ကဒီလိုစိန်နဲ့လဲဒုတ်ကလေးနဲ့တီးလို့မရဘူးကွာဟာဒီလိုစမတ်နဲ့လဲထိုင်လို့မရဘူးဒီကြားထဲမှာ6လုံးဘက်တီးနေမှားတယ်ဆိုပြီးရွာလူကြီးကငါ့ကိုပြင်းသေးတယ်ဟဲ့ကောင်ကြီး
အဲ့ဒိုးဝိုင်းမဖြစ်တော့ရင်ကောင်းမှာဗျာနော် ဟာမင်းကလေဝိုင်းပစ္စည်းအစုံဝယ်ထားပြီးမှတော့မဖြစ်ပဲနေမလားကွာ ဟဲ့ကောင်ဟိုဝိုင်းတဝိုင်းမှာပတ်မကြီးကအဓိကကွာဒိုးဝိုင်းမှာပတ်မကြီးကတကယ်တကယ်လို့အဲ့ပတ်မကြီးကမရှိအဲ့ဒိုးဝိုင်းကျင်းနေပြတ်တယ် ဟာအဲ့လိုဆိုရင်အဲ့ဒီပမကြီးကိုငါထိုးဖောက်လိုက်မလို့ဟင် ထိုးဖောက်ဟာထိုးမဖောက်နဲ့ထိုးဖောက်ပြန်တင်လို့ရတယ်ဒီမှာအဲ့ပတ်မကြီးကိုအပြောက်ဖျောက်လိုက်ပျောက်ကြီးကဖျောက်ပလိုက် အဲ့ဆိုရင်ဘလူလုပ်မလဲ ကိုအောင်တက်ကလည်းဝေးပြန်ပြီဗျာ ဝင်းဒီနဲ့တိုးထိုင်လေ ဟာအဲ့ဒါကိုပြောနေတာမဟုတ်ဘူးဗျဒီမှာအဲ့အိမ်မှာကိုပြူးကြီးကလူကန်လေအဲ့တော့ အတော်နဲ့အကျဉ်းညာကြီးကြတာကိုကွာဒိုးဝိုင်းတစ်ဝိုင်းမှာဘာမှမရှိရင်မဖြစ်ဘူးဆိုပြီးတော့ဘာမှကြီးကိုခိုးမယ်လုပ်ကြတယ်ဟောဟမ်ငါဖို့တော့သင်္ကန်းစာတစ်ခုရလိုက်တာပေါ့ကွာအေးဒိုးဝိုင်းတစ်ဝိုင်းမြင်းမြင်းဆိုင်ဆိုင်ဖြစ်ဖို့ဆိုတာဘာမှကြီးအရေးကြီးတယ်လေအဲ့ဒီတော့အရေးကြီးတဲ့ပန်းမကြီးနာမသွားအောင်ကိုလေးကျင်းတဲ့အချိန်မှာငါစဉ်းစားထားတာကလေပန်းမအတူနဲ့လေးကျင့်မယ်လို့ငါစဉ်းစားထားတယ်ကွာဟုတ်တယ်မလားအေးလေးကျင့်မယ်လေးကျင့်မယ်ဟုတ်ပြီနည်းစမ်းကြည့်အောင်မကွာတင်းဖေးဟာဟေ့ပန်းမနည်းနည်းအတန်းကြနေတယ်လို့ပဲကွာဟုတ်တယ်တော်ကြီးပန်းမကြီးကတရေရောတယ်လို့ဖြစ်မယ်နာနာထုပန်းမဆိုတာနာနာထုပြီးတော့ဒီပါဟုတ်ကဲ့ဗျာဒီပါဒီ